ကျမရဲ့အခန်းထဲမှာရှိတဲ့ကတ်ထူတက်တာဟာတကယ်တော့ငတ်မွတ်ခေါင်းပါနေတဲ့ရွာငယ်လေးတစ်ခုစီကိုဆက်သွယ်ထားတဲ့ဂိတ်တကားတစ်ခုဖြစ်နေပါတယ်။အဲ့ဒီရွာကလူတွေဟာအစားအစာမရှိလို့မြေကြီးတွေကိုတောင်စားနေကြရတာပါ။ကျမကမုံအချို့ကိုတက်တာတဲ့ခြေဖြတ်ထည့်ပေးလိုက်တဲ့အခါကောင်းကင်ကနေမုံနေမိုးရွာချတယ်လို့ဖြစ်သွားပါတယ်။ရွာသားတွေဟာအစာပိုင်းမှာသူ့ချောင်းနေတယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းချိုမီနဲ့မုံနေကိုမြည်ဆန်းကြည့်ပြီးတဲ့နောက်မှာတော့အားတက်သရောသိမ်းစီကြပါတော့တယ်။လူကြီးအများစုကဘာမှမမြင်ရပေမဲ့ရှန်ယုံရှိနဲ့ကလေးအချို့ကတော့ကောင်းကင်ယံမှာမုံနေကိုခြေဖြတ်ပေးနေတဲ့ကြီးမားလာတဲ့လက်ကြီးတစ်စုံကိုမြင်တွေ့နေပါတယ်။ကျမကတော့ဒါဟာတာမန်မုံပဲလို့ထင်ခဲ့ပေမဲ့သူတို့အတွက်တော့ရာစုနှစ်ရဲ့အကြီးမားဆုံးရိတ်သိမ်းမှုကြီးဖြစ်နေခဲ့တာပါ။သူတို့တွေဟာရေနဲ့ရောပြီးမုံဟင်းကချက်တော့ရင်အသက်ဆက်နေကြတာကိုမြင်တော့ကျမစိတ်မကောင်းဖြစ်မိတယ်။ဒါကြောင့်သူတို့ရဲ့ဘဝကိုမြင့်တင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးအဆင့်အနေနဲ့ရေမရှိလို့ခြောက်သွေ့နေတဲ့လေခွင်းတွေကိုကျမကရေပုံးနဲ့ရေလောင်းချပေးလိုက်ရကနေရွာသားတွေအတွက်တော့ကောင်းကင်ကနေရေတခွန်ကြီးကျလာတယ်လို့နှမိတ်ကောင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒီကြားထဲမှာကျမရဲ့လက်ရှိကဘာကတပြည့်ဖြစ်သူကုယူရွှမ်းကိုအသားတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုအမှုန့်ကျိတ်ခိုင်းပြီးသူတို့အတွက်အာဟာရပြည့်ဝတဲ့အစားအစာတွေပြင်ဆင်ပေးခဲ့ပါတယ်။ကျမကကောင်းကင်ယံကနေစကားပြောလိုက်တဲ့အခါရှန်ယုံရှိနဲ့ကလေးတွေကပြန်ထူးကြပါတယ်။ကျမဟာသူတို့ရဲ့ယုံကြည်မှုကိုရရှိဖို့အတွက်အိမ်တိုင်းရဲ့အိမ်ရှိမှာအိုးခွက်ပကံတွေထုတ်ထားဖို့ခိုင်းလိုက်ပြီးကြက်ဥအနှစ်တွေကိုဝေမျှပေးဖို့ပြင်ဆင်ပါတယ်။ကျန်းကျူရှင်လို့ခွန်အားကြီးတဲ့လူငယ်တွေကအိမ်တိုင်းကိုလိုက်လံနှိုးဆော်ပြီးအိုးခွက်တွေထုတ်ထားခိုင်းပါတယ်။တချို့ရွာသားတွေကတော့သူတို့ရဲ့အစားအစာတွေကိုလာခိုးတယ်လို့ထင်ပြီးတန်တရားဝင်နေကြပေမဲ့ကျန်းကျူရှင်ကတကားတွေကိုကန်ဖွင့်ပြီးအတင်းအကျပ်အိုးတွေထုတ်ခိုင်းခဲ့ပါတယ်။အခုတော့ရွာသားအားလုံးဟာသူတို့ရဲ့အိုးအလွတ်တွေကိုကြည့်ရင်ကောင်းကင်ကနေဘယ်လိုမျိုးကြက်ဥတီကြလာမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စောင့်စားနေကြပါပြီ